ဒါကတော့လူတော်တော်များများသိချင်တဲ့နောက်ထပ် topic တစ်ခုပေါ့နော်အလုပ်ကိုင်အကြောင်းပေါ့ဒီ webinar တော့အဓိကstudents တွေအတွက်ကိုရည်ရွယ်တာဖြစ်တဲ့အတွက် full time ထက်ကိုဒါ part time ကိုပို့ပြီးတော့ detail ပြောသွားပေးမယ်ပေါ့နော် အဲ့တော့ကနေဒါမှာဆိုလို့ရှိရင်ဟုတ်တယ်ဒီကနေဒါမှာကျောင်းလာတက်တဲ့လူတွေဒီကျောင်းသားတွေအတွက်ကိုတရားဝင်အလုပ်လုပ်ပိုင်ခွင့်ရှိရပေါ့နော်ဒီ study permit နဲ့ပဲ work permit မရှိဘဲနဲ့အလုပ်လုပ်ခွင့်ရှိတယ်ဒါပေမဲ့ကန့်သတ်ချက်တွေရောရှိရပေါ့နော်အဲ့တော့ဒီကျောင်းတက်နေတဲ့အချိန်တွင်းမှာဆိုလို့ရှိရင်တစ်ပတ်ကိုအများဆုံး24နာရီအထိလုပ်လို့ရတယ်ဘာလို့အများဆုံး24နာရီလို့ထည့်ပြောလဲဆိုတော့ဒီ24နာရီဒီကိုကပို့လုပ်လိုက်မိတယ်ဆိုလို့ရှိရင်ဒီ PGWB လျှောက်တဲ့ခါမှာသွားပြီးတော့သွားထိနိုင်တယ်ပေါ့နော်ကိုကစီမင်းစည်းကမ်းမလိုက်နာဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်ပြီးတော့ဒီကိုပေးရတဲ့ဟာတွေကကြတော့ဒီဟိုပတ်စံရပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဟိုသွားပြီးတော့ဒီ basic မှာ refer လုပ်နေရပေါ့နော်ကိုယ့်ရဲ့ဒီကျောင်းသား account နဲ့ဖြစ်တဲ့အတွက်ကြောင့်ကိုက24နာရီထက်ပို့လုပ်ထားပြီဆိုရင် PWB လျှောက်တဲ့ခါမှာပြဿနာဖြစ်နိုင်တယ်အဲအကြောင်းမလို့ကိုကကျောင်းတက်နေတော့ဆိုလို့ရှိရင်တော့အများဆုံး24နာရီထိလုပ်လို့ရတယ်တကယ်လို့ကိုက semester break ယူထားရပေါ့နော်ကျောင်းခဏနားထားရဆိုလို့ရှိရင်တော့အဲ့အချိန်မှာ full time လုပ်လို့ရတယ်နောက်တစ်ခုအနေနဲ့ကကြတော့ pay rate ပေါ့နော်အဲ့တော့ဒီတနာရီကိုဘယ်လောက်ရလဲဆိုတဲ့ကိစ္စပေါ့အဲ့တော့ကနေဒါမှာကလေဒီ province တွေကလည်းအများကြီးရှိတယ်တနေရာနဲ့တနေရာနဲ့ကလည်းမတူတူ rules တွေစည်းကမ်းတွေကလည်းမတူဘူးပေါ့နော်အဲကြောင့်မို့အကြမ်းမြင်ပြောရမယ်ဆိုလို့ရှိရင်တော့တနာရီကို$15နေပြီးတော့$17စီရတယ်ဒါပေမဲ့ဒီ Ontario မှာအရင်ကတော့တနာရီကို19.20ရတယ်ဒါပေမဲ့ဒီအောက်တိုဘာနော်အောက်တိုဘာကနေစပြီးတော့ပြောင်းသွားတယ်19.60တနာရီရကြတယ်ပေါ့နော်ဒါကတော့ဒါ pay rate ပေါ့နောက်ထပ်တစ်ခုအနေနဲ့ကကြတော့ဒီ student jobs ပေါ့နော်ကနေဒါကိုလာတဲ့ကျောင်းသားတော်တော်များများကဒီဘယ်လိုအပိုင်းတွေမှာဝင်လုပ်လဲဆိုတော့ဒီ retail ပေါ့နော် retail ဆိုရင်အင်ဂျီဆိုင်တို့ပြီးတော့ဒီ telecom အဲ့လိုမျိုးပြီးရခါကြတော့ဒီ supermarket တွေအဲ့လိုမျိုးမှာတော်တော်များလုပ်ကြတယ်ပြီးတော့ဒီ restaurants တွေပေါ့နော်ဒီ fast food service တွေအဲ့လိုမျိုးမှာလုပ်ကြတယ်များသောအားဖြင့်ဒီ entry စကြတာကတော့ cashier ပြီးတော့ sales associate clerk အဲ့လိုမျိုးလုပ်တယ်ပြီးတော့ waiter waitress barista kitchen helper ဒီ server ပေါ့နော်အဲ့လိုမျိုးလုပ်ကြတယ်အဲ့တော့အလုပ်ဘယ်လိုရှာမလဲပေါ့နော်အလုပ်ဘယ်ကနေရှာရမလဲဆိုတဲ့ဟာပေါ့ပထမဆုံးထည့်ထားပေးတဲ့ Indeed ဆိုတဲ့ website ကိုဒါလုံးဝ personally ကြိုက်တယ်ပေါ့နော် website တွေကတော့အများကြီးရှိတယ်အလုပ်ရှောက်မယ်ဆိုရင်part time လား full time လားပြီးတော့ဘယ် location မျိုးလဲအဲ့လိုမျိုးရှောက်လို့ရတဲ့ website တွေအများကြီးပွားနေအောင်ရှိရဲဒါပေမဲ့ဒါကိုကြိုက်တဲ့ဟာလေးထည့်ထားပေးရပေါ့နော် Indeed ကတော့ part time ရှာဖို့အတွက်ကိုလုံးဝအလွယ်ကူဆုံးပြီးတော့ up to date အဖြစ်ဆုံးလို့ပြောလို့ရတယ်နောက်တစ်ခုကကျတော့ LinkedIn ပေါ့နော် LinkedIn ကတော့ဒီရလူတွေကလေ Facebook သုံးလို့မျိုး LinkedIn မှာလုံးဝ active ဖြစ်တယ်အဓိကတော့ socialize လုပ်ဖို့ networking လုပ်ဖို့အတွက်ဒီ LinkedIn သုံးကြရပေါ့နော်အဲ့တော့ကိုကကနေဒါကိုလာပြီဆိုလို့ရှိရင်ဒီ LinkedIn ကိုလည်းမဖြစ်မနေသုံးဖို့လိုတယ်အရင်တော့ဆိုကိုယ်ကြီးလည်းမသုံး LinkedIn သုံးလို့ရှိရင်လုံးဝအကုန်လုံးအလုပ်ကြောင်းတွေပဲပြောနေတာစိတ်ညစ်စရာတွေပဲပေါ့နော်ဒါပေမဲ့နောက်ပိုင်းဒီကြောင်းပြီးကန်ဒီပိုသိလာတယ် LinkedIn မှာရှိရ networking ကအရေးကြီးတယ်ဆိုတာသိတဲ့အခါကျတော့ကိုယ့်အကူဘယ်လိုအကျင့်လုပ်လဲဆိုတော့ဖုန်းကင်ပြီဆိုရင်အရင်ဆုံး9မိနစ်လောက် LinkedIn မှာအရင်သွားပြီး active ဖြစ်လိုက်မယ်ပြီးတော့မှပဲဒီ Facebook သွားမယ်ဆိုပြီးအဲ့လိုအကျင့်မှာလုပ်ယူရတဲ့အထိဒီ LinkedIn ကဒီမှာကြည်ကြဲပြန့်ပြန့်သုံးကြရပေါ့နော်နောက်တစ်ခုကကျတော့ company website ပေါ့ဒါကိုရှောက်ချင်တဲ့ company ရှိရဲဆိုလို့ရှိရင်အဲ့ company website ထဲကိုသွားပြီးတော့ဒီ opening တွေရှိလားအများနဲ့သွား check နေရမျိုးပြီးတော့ဒီ job alert ဆိုတဲ့ဟာမျိုးပေါ့နော် opening ရှိပြီဆိုရင်ကို notify လုပ်တဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးသွားလုပ်ထားလို့ရတယ်ဒါကတော့ online ကနေပြီးတော့အလုပ်လျှောက်တဲ့နေ့ပေါ့နောက်ထပ်တစ်ခုကကျတော့ effective တော်တော်လေးဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့ဒီ store ကိုကိုယ်တိုင်သွားပြီးတော့ပေးတာဒါပေမဲ့ဆိုဒါအစပိုင်းတော့ awkward ဖြစ်ဖို့ကောင်းတယ်နည်းတော့ nervous ဖြစ်ဖို့တော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒါကတကယ်လုံးဝ effective ဖြစ်တယ်လို့ပြောလို့ရတယ်ကိုယ့်ရဲ့ resume ကိုကိုက online ကနေလျှောက်ထားလိုက်ပြီအဲ့လိုပဲကိုယ့်လိုပဲ online ကလျှောက်ထားလူတွေအများကြီးရှိတယ်ဒါမဲ့တစ်ခါကျတော့တစ်လားဆောင်လဲပြန်မသိရအောင်နှစ်လားဆောင်လဲပြန်မသိရအောင်အဲ့လိုအချိန်တွေမျိုးမှာဘာလို့ရလဲဆိုတော့ကိုယ့်ရဲ့အဲ့လျှောက်ထားတဲ့ resume ကိုပဲဒီ print သွားထုတ်ပြီးတော့အဲ့ resume လေးကိုယူပြီးတော့ကိုလျှောက်ချင်တဲ့ဆိုင်ကိုသွားပြီးတော့အမှ manager နဲ့တွေ့ဖို့ခွင့်တောင်းပါတော့ခွင့်တောင်းပြီးအခါကျရင် manager လာပြီဆိုလို့ရှိရင်ဒီမှာဘယ် position က online ကနေရောလျှောက်ထားရဲပေါ့နော်ငါနာမည်ကတော့ဘယ်သူဘယ်ဝါပါပေါ့အဲ့လိုတော့မှစကားစမြည်ပြောပြီးတော့ကိုယ့်အကြောင်းကိုပြောမယ်ဆိုရင်ပြောပြရမှာပေါ့နော်ပြီးရခါကျငါအလုပ်လျှောက်ထားတယ်ငါဒီမှာ in person လဲလာပြီးတော့ပေးချင်တာဖြစ်တဲ့အတွက်လာတာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကိုယ့်ရဲ့ဒီ resume ကို in person ပေးထားခဲ့လို့ရတယ်အဲ့လိုလုပ်ခြင်းအပြင်ဒီ online မှာလျှောက်တဲ့လူတွေအများကြီးကြားထဲမှာကိုကတလန်းတာရယ်ပေါ့နော်အဲ့တော့ in person လာပေးရဖြစ်တဲ့အတွက်ကိုယ့်ရဲ့ effort ကိုပိုမြင်တယ်ကိုယ်ပို့ပြီးတော့ chance ပိုများတာမျိုးရှိရယ်ပေါ့နော်နောက်ဆုံးတစ်ခုကကြတော့ဒါကနေဒါရဲ့ job market မှာအရေးကြီးဆုံးဖြစ်တဲ့ key ပေါ့နော် networking နဲ့ referrals ကအရင်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့
အဲဒီ networking ကအမဟိုခဏကပြောသူမျိုးပေါ့နော်ဒီ LinkedIn မှာတယောက်တစ်ယောက် connect လုပ်တယ်စကားကြီးပြောတယ်အဲ့မှာပြီး socialize လုပ်တယ်ပြီးရင်ဒီ company မှာopening လေးရှိရင်ဟောပြောပါအောင်အဲ့လိုပုံစံမျိုးနဲ့ referral သွားကြရပေါ့နော်ဒီ referral ကဘာလို့အရေးကြီးလို့ပြောဆိုဒီကိုယ့်ရဲ့ experience တစ်ခုနဲ့ပြောမှဆိုရင်ပြီးခဲ့တဲ့2 ပတ်လောက်ကမှမိအောင်ဆိုမိရဲ့ manager ကနေပြောရပေါ့နော်ဒီ personal recommend လေးလုပ်ပေးနိုင်မှာပေါ့ cashier position တော့ကိုတယောက်လောက်လိုချင်တယ်အဲ့တော့ဘယ်သူရှိလဲပေါ့နေမှာအသိရှိရင်ထည့်ပေးပါအောင်အဲ့လိုမျိုးပြောရဲအဲ့လိုပြောချင်ပြီသူတို့ကဒီ position opening ရှိပေမဲ့ online မှာလုံးဝ publicly တင်ပြီးတော့ငါတို့ဒီအဆိုင်မှာဒီ position open ပါတယ်လို့တင်တာမဟုတ်တဲ့အတွက်အပြင်ကလူအကုန်လုံးဝင်လျှောက်လို့မရဘူးဘယ်သူမှမသိဘူးဒီအတွင်းကကို employee ရပဲကိုသိရအဲ့တော့ကိုကနေမှတစ်ဆင့်ကိုက2 ယောက်လောက်ကို recommend ပေးလိုက်တယ်ကိုအဲ့2 ယောက်လုံးအလုပ်ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသွားတာဖြစ်တဲ့အတွက် opening တစ်ခုရှိပြီဆိုရင်တို့က publicly အရင်မတင်ဘူးကိုယ့်ရဲ့အတွင်းထဲမှာရှိတဲ့ဝန်ထမ်းတွေကိုအရင်ပြောပြီးတော့မေးမယ်အဲ့ဝန်ထမ်းတွေပြောတဲ့ referral ပေးရလူတွေကိုသူ interview ခေါ်မယ်သဘောကျရဆိုရင်ထည့်ပေးမယ်သဘောမကျတော့လုံးဝနောက်ဆုံးထိအဆင်မပြေတော့ဘူးဆိုမှပဲအဲ့ position ကို online မှာတင်တယ်အဲ့တော့မှပဲတခြားလူတွေကရှောက်လို့ရတာပေါ့နော်အဲ့တော့ကိုက networking skill ကောင်းတယ်ဒီလို refer လုပ်ပေးနိုင်တဲ့သူရှိတယ်ဆိုလို့ရှိရင်ဒါကိုတက် chance တွေအများကြီးရှိရပေါ့နော်အဲ့တော့ဒီကိုရောက်ပြီးသားလူတွေရဲ့အကူအညီတွေတောင်းတာပဲဖြစ်ဖြစ်ဒီကိုယ့်ရဲ့ senior တွေကိုဟိုကပြောတာပေါ့နော်ဒီလိုမှလှုပ်ချင်တယ်ငါမှတော့ဒီလို experience ရှိရဲ့ opening ရှင်ခေါ်ပါအောင်ပြီးတော့ဟို coffee chat လို့ခေါ်ရပေါ့နော်ဒီမှာတော်တော်များ socialize လုပ်ရတာကြိုက်တယ်ဟို event တွေတွားတာမျိုးဒီမှာ coffee ဆိုင်လေးမှာထိုင်ပြီးအလုပ်အကြောင်းဆွေးနွေးမယ်ဆိုတဲ့သဘောမျိုးနဲ့ coffee လိုက်တိုက်တာပေါ့နော်တိုက်ပြီးတော့ဒီအလုပ်ကဘယ်လိုလဲငါစိတ်ဝင်စားရဲရှိရင်ပြောပါအောင်အဲ့လို2 ခါ 3 ခါလောက်လုပ်ပေးခြင်းနဲ့လုပ်ပေးခြင်းအပြင် referral ရနိုင်တယ်ပေါ့နော်ပြီးတော့ဒါအခုဒီ webinar တက်တဲ့လူတွေကိုလည်းဒီ Gmail လမ်းမှတ်ထားတယ်အကုန်လုံးလည်းဒါနောက်ဒီကလိုကနေဒါလာဖြစ်လို့တွေ့ပြီဆိုလို့ရှိရင် webinar လာဘူးတဲ့အကြောင်းပြောပြပေးလို့ရှိရင်ဒီကလို part time ကိုစိတ်ဝင်စားရဲဆို referral လုပ်ပေးနိုင်တယ်ပေါ့နော်ဒါ2 ယောက်လုံးအခုကိုစီလည်းလုပ်နေတာဖြစ်တဲ့အတွက်အကူအညီလိုရင်အချိန်ကြီးလာမေးနိုင်တယ်အဲ့တော့ဒါ referrals ကအရေးကြီးတဲ့အကြောင်းပေါ့နော်အဲ့တော့ referrals မရှိဘူးဆိုရင်အလုပ်ကလုံးဝမရနိုင်ဘူးလားဆိုတော့လည်းမဟုတ်ပြန်ဘူးပေါ့နော်ခုနကပြောသလို chance ကတော့ရှိနေရဲဒါပေမဲ့ chance တော့နည်းရပါလေကိုယ့်ရဲ့ effort တော့ပြရမှာပေါ့အဲ့တော့ online ကနေ shout စာရေးသွားပေးအဲ့ဒါဆိုလို့ရှိရင်တော့chance ရှိနိုင်တယ်ပေါ့နော်အဲ့တော့အဓိကပြောချင်တာ referral ရှိရင်တော့ပို့ပြီးတော့အခွင့်အရေးကောင်းနေဆိုတဲ့သဘောမျိုးပြောချင်တာပေါ့နော်ဒါကတော့ဒီကနေဒါမှာဒီ international students ဆိုတော်တော်များများကိုလက်ခံတဲ့ company တွေပေါ့နော်ဒီဟိုကနေဒါမှာ top company တွေဖြစ်တယ်အဓိကတော့စားသောက်ဆိုင်တွေဒီ food and beverage စားသောက်ဆိုင်တွေရှိမယ်ဒီ fast food industry ရှိမယ်ပြီးတော့ retail တွေရှိမယ်ပြီးတော့ sushi ဒီ American မှာလိုပဲဒီ sushi ကလည်းဒီမှာနာမည်ကြီးရပေါ့နော်ပြီးတဲ့အခါကျတော့ Asian restaurants တွေတော်တော်များများဒီကနေဒါကိုစရောက်လာပြီဆိုရင်ပထမဆုံးအလုပ်ကဘာလဲလို့မေးတော်တော်များများရဲ့ပထမဆုံးအလုပ်ကဒီစားသောက်ဆိုင် Asian စားသောက်ဆိုင်တွေမှာအရင်ဆုံးအလုပ်ရရပဲပေါ့နော်။ဘာလို့လဲဆိုတော့သူတို့ရဲ့ဒီ hiring process ကတခြား company လိုမျိုးမရှုပ်ထွေးဘူးပြောကြလည်းမကြဘူးသူတို့လိုချင်တဲ့ရက်သူတို့ကဒီလိုရက်တွေမှာလိုနေတယ်ကိုကဒီလိုရက်တွေအားတယ်ဆိုရင်သူတို့ကရပြီအလုပ်ခံလိုက်ပြီအဲ့လိုပုံစံမျိုးနဲ့ပုံများရင် interview လည်းလုံးဝအရင်ရှုပ်ထွေးနေမျိုးမဟုတ်ဟိုဒီထဲမှာထည့်ထားတဲ့မှာ Starbucks တို့ No Face တို့ McDonald's သူတို့ဆိုလို့ရှိရင်interview မှာ20လောက်သွားရတယ်အဲ့လိုသွားပြီးတော့မှသဘောကျရဆိုပြီးတော့ခေါ်တာပေါ့နော်အဲ့တော့ဒီ Asian restaurants တွေရဲ့ hiring process ကတော့အရင်လွယ်ကူရိုးရှင်းတယ်ပြောသူပဲ availability guide တယ်ဆိုလို့ရှိရင်သူကပေးလိုက်တယ်ပေါ့နော်အဲကြောင့်တော်တော်များများရဲ့ပထမဆုံးအလုပ်ကဒီ Asian စားသောက်ဆိုင်တွေမှာတော့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာနောက်တစ်ခေါက်ထပ်ထားတဲ့ networking နဲ့ referral ကကနေဒါရဲ့ job market မှာတကယ်အရန်အရေးကြီးပါတယ်အဲ့တော့ကိုကရောက်လာပြီဆိုလို့ရှိရင် socialize လုပ် networking လုပ် referral ပေးနိုင်တဲ့လူရှိရင်ကောင်းတယ်ပေါ့နော်အဲဆိုကိုယ့်အတွက်ကအလုပ်ရနိုင်ခြေ chance ကပိုများပါတယ်ဒါကတော့အမေးများတဲ့မိကွန်းလေးပေါ့နော်ဒီ part time နဲ့ပတ်သက်ပြီးတော့အမေးများတဲ့မိကွန်းလေးကိုထည့်ထားပေးရဲပထမဆုံးတစ်ခုအနေနဲ့ကျတော့ဒီကနေဒါမှာအလုပ်ကိုင်ကရှားလားပေါ့နော်ဒီ part time ရှာတဲ့အခါခက်လားလွယ်လားဆိုရင်မိကွန်းပေါ့နော်အဲ့ဒါဘယ်လိုပြောမလဲဆိုတော့ဒီတယောက်ချင်းစီပုံမူတည်ရယ် lag နဲ့လည်းဆိုင်တယ်ပြီးတော့ effort နဲ့လည်းဆိုင်တယ် timing နဲ့လည်းဆိုင်တယ်ဒီတိုရွန်တိုတို့ဒီဗန်ကူးဗားတို့အဲ့လိုမြို့ကြီးတွေမှာကြာအလုပ်ကိုင်နေမရှိမဟုတ်ရှိတယ်အမြဲတမ်း opening တွေရှိနေတယ်ဒါပေမဲ့မြို့ကြီးပြကြီးဖြစ်တဲ့အတွက်ဒီနေတဲ့လူကလည်းပုံများတယ် population ပုံများတဲ့အတွက်ကြောင့် position လေးတစ်ခုဖွင့်ပြီဆိုလို့ရှိရင်ပြန်လျှောက်တဲ့လူတွေကအများကြီးပဲအယောက်100အယောက်200အဲ့လိုမျိုးပြန်လျှောက်တယ်အဲ့ဒီထဲမှာကိုယ့်ကိုရွေးချယ်ဖို့ chance ကအရန်နည်းတယ်အဲကြောင့်ခုနကပြောတဲ့ in person သွားပေးရတယ်ကိုယ် follow up လုပ်တာဒီ coffee chat သွားရတယ်ဒါကိုယ့်ရဲ့ effort တွေပေါ့နော်အဲ့အရာတွေနဲ့ကြိုက်ပြီးတော့မှကိုကအလုပ်ရနိုင်သည်မရနိုင်သည်ရှိရဖြစ်တဲ့အတွက်အလုပ်ရှာရလွယ်လားဆိုတော့လွယ်တော့မလွယ်ဘူးရှိရတော့ရှိရဒါပေမဲ့ကိုက effort ထည့်ရတယ်အဲ့လိုမျိုးတော့ရှိရပေါ့နော်
နောက်ထပ်မေးခွန်းတစ်ခုကကြတော့ part time လုပ်ရုံနဲ့ဒီကျောင်းလာကကာမိလားပေါ့နော်အဲ့ဒါတော့အယူအသားဆုံးဝင်ခံမှာဆိုရင်လုံးဝမကာမိဘူးပေါ့နော်ဒီကျောင်းလာကိုတက်မဲ့ program တည်ပြီးကျောင်းတည်ပြီးဆိုလို့ရှိရင်အစရရဒါ prepare လုပ်လာဖို့အတွက် highly recommend လုပ်တယ်ပေါ့နော်ဆိုတော့ကိုယ်လည်းအရင်တော့ကသူများကြီးပြောပြကနေဒါကအလုပ်ကန်ရန်ပေါ်တယ်part time လုပ်လို့ရှိရင်ပတ်စံနေများရရတယ်အဲ့ဒါဆိုရင်ကျောင်းလာကလည်းပေးနိုင်တယ်ကနေဒါကိုသွားလိုက်ဆိုပြီး agent တွေတော်တော်များဆွဲဘူးတယ်ပေါ့နော်အဲ့တော့ကိုရီးယားလည်းနားယောင်တာပေါ့တကယ်နှစ်ဖူးတွေ့ဒူးတွေ့ရောက်လာတဲ့အခါမှာအဲ့လိုမျိုးမဟုတ်ဘူးဒါကိုရီပဲဖြစ်နေရလားဆိုပြီးသူများကြီးမြင်ကြည့်လဲဒါသူများကြီးလည်းအဲ့လိုပဲပေါ့နော်အဲ့တော့ဒီ part time လုပ်တဲ့ပတ်စံကဒီ living expense ကိုကာမိရဲ့အနောက်မှာဒီ budgeting ပြောတဲ့ခါကျရင်ဘယ်လောက်ကုန်လဲဆိုတာပါမယ်ပေါ့နော်ဘယ်လောက်ပါမယ်ဆိုတာပြောမယ်ပေါ့နော်အဲ့တော့ဒီအဲပြောမယ်ဆိုရင်ဒီ living expense ကတော့ကာမိရယ်ကိုစီးကက်ရှင်ရှိတယ်လို့ကာမိရယ်ပေါ့နော်ကိုကအပြင်စားရယ်ပဲခဏခဏစားနေမယ်အပြင်နေမြဲသွားနေမယ် concert တွေသွားနေမယ်ဆိုရင်တော့မကာမိဘူးပေါ့နော်ဒါပေမဲ့ကိုကစီးကက်တရှိနဲ့သုံးမယ်ဆိုလို့ရှိရင်တော့ living expense ကကာမိရယ်ဒါပေမဲ့ tuition fees ဒီကျောင်းသားကတော့လုံးဝကာမိမှာမဟုတ်ဘူးအဲကြောင့်မလို့တချို့တွေရှိရပေါ့နော်ဒါပေါင်ကူးမှာလည်းတချို့ clients တွေရှိရဒီကနေဒါကိုလာချင်တာဖြစ်တဲ့အတွက်တစ်နှစ်စာလောက်တော့အင်အားတောင်းမယ်နောက်ပိုင်းတော့ကိုယ့်အကိုရှာမယ်ဆိုပြီးတော့ motivation နဲ့လာတယ်အဲ့လိုမျိုးဆိုရင်လုံးဝသူများရဲ့မျှော်လင့်ချက်ကိုရိုက်ချိုးလိုက်တာမျိုးမဟုတ်ပေမဲ့ကိုကဒီမှာလည်းရှိနေသူဖြစ်တဲ့အတွက်အမှန်ကိုအမှန်တိုင်းပြောချင်တယ်ပေါ့နော်အဲ့ဒါမှ fully prepare လုပ်လို့ရမှာဖြစ်တဲ့အတွက်အမြဲတမ်းပြောပြဖြစ်တယ်။ကျောင်းသားကတော့ဒီမှာလုံးဝမကာမိဘူး။ကိုကကိုအိမ်ကနေပြီးတော့ပြင်ဆင်လာမှရမယ်ဆိုပြီးတော့ပြောပြဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီဟာလေးကတော့လုံးဝသိထားဖို့လိုတယ်။နောက်ထပ်မေးများတဲ့ဟာကကြတော့ဒီ part time များဖို့အတွက်ဆိုလို့ရှိရင်ခုနကပြောသူဒီ barista တို့ sushi လုပ်ငန်းတွေကဒီမှာနည်းနည်းပိုပြီးတွင်ကျယ်လို့ပြောရမလားအဲ့ဒါဆိုရင်ဒီ barista တင်တန်းတွေပြီးတော့ sushi လုပ်တာတွေအရင်နဲ့အိမ်ကမြန်မာနိုင်ငံမှာလည်းတင်လာခဲ့ရမလားဆိုပြီးမိကုန်းနေလည်းရှိရပါတော့။ဒါပေမဲ့ဆိုအဲ့ဒါတော့မလိုအပ်ဘူး။ဘာလို့လဲဆိုတော့ဒီမှာ store တွေတူရဲဥမာဒီဘက်က sushi ဆိုင်နဲ့ဒီဘက်က sushi ဆိုင်နဲ့တော့ operate လုပ်တဲ့ပုံချင်းမတူဘူးပေါ့နော်။ store တစ်ခုနဲ့တစ်ခုနဲ့မှာသူတို့ရဲ့ procedure တွေလည်းရှိရဲသူတို့ရဲ့ policy တွေသူတို့ရဲ့နည်းနာတွေလည်းရှိရဖြစ်တဲ့အတွက်ကြောင့်ဘလို့ပဲတင်လာကိုက experience တော့ရှိလာမှာပေါ့လေဒါပေမဲ့လုံးဝမတူဘူးဒီမှာဘလို့ဖြစ်ဖြစ်သူကအဲ့အစ်စ်ဟိုပထမဆုံးစပြီးတော့ hire လိုက်တဲ့ဝန်ထမ်းအစ်စ်ဆိုလို့ရှိရင်သူတို့က training က company တိုင်းပေးတယ် training ကိုတစ်ပတ်နှစ်ပတ်လောက်မြည်ပေးရပေါ့နော်အဲ့ရနေမှတင်ယူပြီးတော့လုပ်ကြဖြစ်တဲ့အတွက်ကိုကကိုအရင်မှာတွေကတင်လာစရာမလိုဘူးအဲ့ဒီစာဘာလုပ်လာပါလို့ပြောချင်တယ်ဆိုတော့ဒီကိုယ့်ရဲ့ English skill ကိုပို့ပြီးတော့တိုးတက်လာအောင်သင်တန်းတက်တာပဲဖြစ်ဖြစ်ကိုကအသစ်တက်ချင်တယ်ဆိုလို့ရှိရင်ပြင်သစ်ဘာသာစကားတက်တာပဲဖြစ်ဖြစ်အဲ့ဒါကိုပို့ပြီးတော့အားပေးရပါတော့ဒီလိုသင်တန်းတွေကတော့မလိုအပ်ဘူးနောက်တစ်ခုအနေနဲ့ကကြတော့ဒီအလုံးနဲ့ကျောင်းနဲ့ဟိုပြောမ manageable ဖြစ်လာပေါ့နော်အလုံးနဲ့ကျောင်းနဲ့နိုင်နေရလားဆိုရင်မိကုမျိုးနေကြရဲပထမဆုံးပြောမှဆိုတော့အစပိုင်းကတော့တော်တော်လေးခက်ခဲတယ်ပြီးတော့ဒီပညာရေးပိုင်းကလည်းကိုမြန်မာနိုင်ငံမှာကြုံတွေ့ခဲ့တဲ့ပညာရေးနဲ့မတူဘူးတစ်ပတ်ကိုဘာသာတစ်ခုချင်းစီရဲ့ assignment တွေ quiz တွေရှိတယ်ပေါ့နော်အဲ့ဒါဘာသာကလည်း9 ခုလောက်ရှိရင်တစ်ပတ်မှာအဲ့9လုံးကပြည့်နေရောအဲ့အစာရလည်းအများကြီးရှိပြီးတော့ဒီမှာကအတန်းထဲမှာသင်တာထက်အတန်းထဲမှာကခုနကဒီ Maxine ပြောပြသွားလို့ပဲပေါ့နော်ဆရာကြီးကသူတို့ရဲ့ဒီ practical experience တွေကိုရှင်းပြတာပုံများတော့ကိုယ့်အားတဲ့အချိန်မှာဒီနီးနာရေးဒီ theoretical ဘိုင်းတွေကိုယ့်ကိုဖတ်တယ် concept တွေကိုလေ့လာတယ်အဲ့ဒါပြီးတဲ့အခါမှာကိုယ် test တွေလုပ်တယ် essay တွေရေးတယ် quiz တွေဖြေ assignment တွေလုပ်ရတာဖြစ်တဲ့အတွက်အချိန်ယူရတယ်ပေါ့နော်အဲအကြောင်းမလို့ဒီ study လုပ်ဖို့ကခက်ခဲတဲ့အချိန်မှာကိုကအလုပ်ပါလုပ်နေပြီဆိုတာ handle လုပ်ဖို့တော့အစပိုင်းတော့တော်တော်လေးအာကြာများလိမ့်မယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းတော့ကိုကကျင့်သားရသွားပြီဆိုလို့ရှိရင်ဒါကိုယ့်အတွက်ကဘယ်လိုမျိုးသုံးဝင်လဲကိုကဘယ်လိုမျိုးလုပ်ရင်အဆင်ပြေလဲဆိုတာကိုတဝူးတယောက်ချင်းစီရဲ့ပုံစံနဲ့လိုက်ပြီးတော့ကိုယ့်ကိုတဖြည်းဖြည်းနဲ့ရှောက်ခွေတွေ့ရှိသွားလိမ့်မယ်ပေါ့နော်ဖြည်းဖြည်းနဲ့တော့အသားကျသွားမှာဆက်တော့ဖြစ်သွားမှာတော့ဒါအာမခံရဲ့ဒါပေမဲ့အစပိုင်းဒီ first semester လောက်မှာအလုပ်လုပ်နေရဆိုရင်တော့ဒါတော်တော်လေး handle လုပ်ဖို့တော့ခက်ခဲလိမ့်မယ်ပေါ့နော်နောက်ပိုင်းတော့ကိုယ့်အတွက်ကိုလုတ်တက်သွားပါလိမ့်မယ်ဒါတော့တော်သူဖြစ်သွားတာပဲပေါ့နော်အကုန်လုံးတော်တော်များများတော့နောက်ထပ်မေးခွန်းတစ်ခါကျတော့ကိုက English ကကိုကနည်းအားနည်းနေသေးတယ်ဒါပေမဲ့ဒီကိုလာပြီဆို English အားနည်းနေသေးတာဖြစ်တဲ့အတွက် part time ရနိုင်သည်မရနိုင်သည်ပေါ့နော်အဲ့ဒါမူတည်လာပေါ့အဲ့လိုမေးခွန်းလေးရှိရဲအဲ့ဒါဘယ်လိုပြောမလဲဆိုရင်English ကကောင်းနေတော့ဒါအဆင်ပြေပါပေါ့လေအကုန်လုံးသဘောကျကြပါဒါပေမဲ့ကိုကအနည်းဆုံးဒီ basic communication လောက်လုပ်တတ်တယ်ဆိုလို့ရှိရင်အဆင်ပြေရဲ့ဒီ part time မှာဒါအဲ့လောက်သိမကြည့်ဘူးပေါ့နော်အဓိကဒီ employer ရဲ့အကုန်လုံးဘာကြီးကြည့်ကြလဲဆိုတော့ဒီ hard working ဖြစ်တယ်ကိုကစူးစမ်းတယ်ပြီးတော့ကိုယ့်ရဲ့ attitude ကိုကြည့်တယ်ပြီးတဲ့အခါမှာ
ကိုယ့်ရဲ့ willing to learn ဖြစ်တဲ့စိတ်ကိုကြည့်ရပေါ့နော်အဲ့လိုမျိုးအချက်တွေပဲဒီ part time တော်တော်များများကအဲ့ဒါပဲအဓိကကြည့်ကြတာအဲ့လိုမျိုးအချက်တွေနဲ့ကိုက်ညီရဆိုလို့ရှိရင်တို့ကခေါ်ကြတယ်ဒါပေမဲ့ခုနအရှိမပြောခဲ့တဲ့ဒီ customer နဲ့ interact လုပ်ရတဲ့ rules တွေပေါ့နော်မှာ cashier တို့ဒီ sales associate တို့ဆို customer နဲ့စကားပြောရတာဖြစ်တဲ့အတွက်အဲ့ rules တွေကတော့အင်္ဂလိပ်စာနည်းနည်းလေးပိုကောင်းဖို့လိုတယ်ပေါ့နော်ဒါပေမဲ့ဒီအင်္ဂလိပ်စာ basic လောက်နဲ့လုပ်လို့ရတဲ့အလုပ်တွေအများကြီးရှိတယ်အဲ့လိုပဲဒီရောက်ပြီးတော့လုပ်ရင်းကိုင်ရင်း customer နဲ့ interact လုပ်ရင်း coworker တွေနဲ့ပြောရင်းဆိုရင်တကယ်ချင်းတွေနဲ့အဲ့လိုတွေ့ဆုံကြရင်ပြောရင်းနဲ့ပဲတဖြည်းဖြည်းနဲ့ကိုကနားရင်လာမယ်ကျင့်နားရလာပြီးတော့ပြောထွက်လာမှာပဲပေါ့နော်အဲ့တော့စိတ်ပူစားတော့မလိုဘူးဒါပေမဲ့ English ကမလာခင်တည်းကပို့ပြီးတော့ပြင်ဆင်ထားရဆိုတော့အကောင်းဆုံးပေါ့နော်နောက်တစ်ခုကကြတော့ဒီရှိမှာနောက်တစ်ခါကျတော့ဒီ part time ကနေမှfull time ရသွားနိုင်လားပေါ့နော်အဲ့ရနေမှ PR ရနိုင်လားဆိုရယ်မိကုံမျိုးပေါ့နော်အဲ့ဒါကတော့ကိုယ့်ပေါ်မူတည်တယ်ကိုကအလုပ်သွားတဲ့ခါကျရင်ပတ်စံရှာဖို့ပဲဆိုပြီးတော့အလုပ်သွားမျိုးမဟုတ်ဘဲနဲ့ကွာအလုပ်မှာကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့လည်းပြောပြောဆိုဆိုရှိရဲကိုယ့်ရဲ့အထက်လူကြီးတွေနဲ့လည်းပြောဆိုဆက်ဆံတယ်အဲ့မှာကိုယ့်ရဲ့ customer တွေနဲ့လည်းကိုကလို relationship လုပ်ထားရဲဆိုလို့ရှိရင်သူတို့နဲ့ပြောရင်းဆိုရင်းနဲ့အခွင့်အရေးတွေရလာနိုင်တယ်ပေါ့နော်example တစ်ခုပြောပြမယ်ဆိုရင်မီးကအခုဒီ supermarket တစ်ခုမှာ cashier လုပ်နေတာပေါ့နော်အဲ့မှာဆိုလို့ရှိရင် customer တယောက်ကဒီ customer အမြဲလာနေကြ customer တယောက်ရှိရဲ့သူကအမြဲလာလို့ရှိရင် note တွေအဲ့ဒီ note တွေကိုမှအများကြီးဝယ်ရပါတော့နော်တခါသူ့ကိုမရအောင်ဒီက note တွေအများကြီးဒီကနေလည်းဝယ်နေရတွေ့ရပေါ့အဲ့လိုဘာလောက်တာလဲ baking လောက်တာလားဘာညာမရခါကျတော့ तू က cafe ပိုင်တာပေါ့လေ तू မှ तू ကိုပိုင် cafe ရှိရပေါ့နေစိတ်ဝင်စားလို့ရှိရင်ကနေ position တစ်ခု offer လုပ်မယ်ဘာညာအဲ့လိုမျိုးရှိလာတယ်ပေါ့နော်အဲ့တော့ဒီမှာပြောချင်တာကတော့အဓိကအဲ့လိုကိုက interact လုပ်ရတာမျိုးရှိရဲစကားပြောရရဲ social လုပ်ရင်းနဲ့ဒါကိုယ့်ရဲ့ဒီ open ဖြစ်ထားရမယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့အခွင့်အရေးတွေကအများကြီးရလာနိုင်ပါတယ်ဒါကတော်တော်များပြောကြတဲ့မေးကြတဲ့ education အကြောင်းလဲပြောပြပြီးပြီအလုပ်ကိုင်အကြောင်းလဲပြောပြီးပြီဆိုတော့ဒီကနေဒါလို့စဉ်းစားလိုက်ပြီကနေဒါကိုနိုင်ငံခြားသွားမယ်ဆိုရင်ကနေဒါကို option တစ်ခုအနေနဲ့စဉ်းစားလိုက်ပြီဆိုတာလဲဒီပုံဖော်လို့ရအောင်ပေါ့နော်ဒီခေါင်းစဉ်လေးထည့်ထားပြီးရဲဒါကတော့ general life in Canada ပေါ့နော်